တွင်းမြင့်တဲ့ UPVC ဖြစ်ရင်တစ်ခါတစ်ခုရဖို့အတွက် UPVC profile တွေကိုအနာစာမပါအောင်စစ်စစ်ပြီးတော့တခြားရေးယူရတယ်လို့တိုးလောင်တဲ့နေရာမှာဆိုရင်လည်းနေအောင်ကြည်တိုင်းရိုက်မထိတဲ့နေရာတွေမှာထားဖို့လိုအပ်ပါတယ်။နေအောင်ကြည်တိုင်းရိုက်ထိရင်တော့ sticker တွေကနောက်ပိုင်းကျရင်ခွာရခတ်ပါတယ်။အတိုင်းအတာတိကျဖို့အတွက်ဆိုရင်တော့တိကျမြန်ဆန်တဲ့စက်ကြီးတွေကိုအသုံးပြုရပါတယ်။ဒါတစ်ခုဖြစ်ဖို့အတွက်ဒီ UPVC profile ကြောင့်တွေကိုချိတ်ဆက်တဲ့နေရာလေးတွေ joint set နေရာလေးတွေမှာဆိုရင်လည်းအပူချိန်တိကျတဲ့လေးပေါင်းအတိအကျနဲ့စနစ်တကျဆင်ထားနိုင်တဲ့စက်တွေရှိဖို့လည်းလိုအပ်ပါတယ်ဒီလိုစက်တွေရှိုံနဲ့ပြည့်စုံပြီလားဆိုရင်တော့မဟုတ်ပါဘူးဒီလိုစက်တွေကိုစနစ်တကျကျွမ်းကျင်စွာမောင်းနေနိုင်တဲ့ကျွမ်းကျင်တဲ့ဝန်ထမ်းတွေက customer တွေကိုအကောင်းဆုံးတွေကိုပဲပေးချင်တယ်ဆိုရဲစိတ်စေတနာနဲ့လောက်ကင်မှသာအရေးသွေးမြင့်ပြည်တကားတွေရမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ရွှေမိတ်တင်မှာကတော့ရိုးသားစ조사တဲ့ဝန်ထမ်းလေးတွေရှိနေတာကိုကပဲတကယ်ကိုဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်ရှင်